ဒီဗီဒီယိုကတော့ရှေးခေတ်တရုတ်ပြည်မှာဖြစ်ပျက်ခဲ့တဲ့မော်ဆန်နဲ့ဇလန်းတပုတ်ကိုတင်ဆက်ထားပါတယ်။ဇလန်းရဲ့အဓိကဇာတ်ကောင်တွေကတော့ရှို့ဝက်ဆန်းကျဲတဲ့အဲ့ဒီဆောင်ပိုင်ရှင်အမျိုးသမီးနဲ့လိမ္မာပါနဲ့တဲ့ခီးသွွားအဖိုးအိုတဦးတို့ဖြစ်ကြပါတယ်။ဒီဇလန်းဟာကံကြမ္မာရဲ့တန်တရားလေပုံနဲ့လူသားတွေရဲ့လောဘကိုပေါ်လွင်စေပါတယ်။ဇလန်းအစမှာဗန်ချောင်အဲ့ဒီဆောင်ရဲ့ပိုင်ရှင်အမျိုးသမီးဟာသူမရဲ့အဲ့ဒီတွေကိုကြိုဆိုနေပုံကိုပြသထားပါတယ်။သူမဟာလက်ဆက်စွာဖုတ်ထားတဲ့မုံပြားတစ်ချက်ကိုအဲ့ဒီတဦးကိုကျွေးမွေးပါတယ်။အဲ့ဒီမုံပြားကိုစားပြီးနောက်အဲ့ဒီမျိုးသားဟာရုတ်တရက်လေချောင်းနှင်ကမျက်နှာပြနှမ်းလာပြီးနာကျင်စွာရုန်းကန်ရင်းမြေဖြစ်ကိုပြောင်းလဲသွားပါတယ်။အမျိုးသမီးဟာအဲ့ဒီမြေကိုတည်ငြိမ်အေးဆေးစွာပဲမြေတွေပြည့်နေတဲ့တင်းကုတ်တစ်ခုကိုခေါ်ဆောင်သွားပါတယ်။ဒါဟာသူမဟာခီးသွားတွေကိုမော်ပညာနဲ့တိရစ္ဆာန်တွေအဖြစ်ပြောင်းလဲပြီးသူမရဲ့အဲ့ဒီဆောင်မှာအသုံးပြုနေတယ်ဆိုတာကိုကြောက်မက်ဖွယ်ရာဖော်ပြနေတာပါပဲ။မုံတိုင်းကြနေစဉ်အတွင်းမြေတကောင်နဲ့အတူခီးသွားနေတဲ့အဖိုးအိုတဦးဟာဗန်ချောင်အဲ့ဒီဆောင်ကိုရောက်ရှိလာပါတယ်။အမျိုးသမီးဟာသူ့ကိုချစ်စဖွယ်အပြုံးနဲ့နှုတ်ဆက်ပေမဲ့သူမရဲ့ဆံပင်မှာတက်ဆင်ထားတဲ့မြေပုံတန်ထန်စံထိုးကသူမရဲ့စစ်မှန်တဲ့သဘောတဘာဝကိုအရေးအမြတ်ပြသနေပါတယ်။အဖိုးအိုဟာအရာအလုံးကိုတတိထားစောင့်ကြည့်တတ်သူဖြစ်ပြီးပတ်ဝန်းကျင်ကိုတတိထားနေပုံရပါတယ်။သူဟာအဲ့ဒီဆောင်ရဲ့ထူးဆန်းတဲ့အငွေ့အသက်ကိုခံစားမိပုံရပါတယ်။ညဘက်မှာတော့အဖိုးအိုဟာအိပ်ပျော်ဟန်ဆောင်ပြီးတကားအကြောင်းကနေတဆင့်အမျိုးသမီးကိုရှိုးဝက်စွာစောင့်ကြည့်နေပါတယ်။သူဟာအမျိုးသမီးရဲ့မော်ပညာထုံးတန်းစဉ်လာကိုမျက်မြင်တွေ့ရှိခဲ့ပါတယ်။သူမဟာပါဇက်ကနေတစ်သားနွားရုပ်လေးတစ်ရုပ်နဲ့တစ်သားလူရုပ်လေးတစ်ရုပ်ကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီရုပ်တုတွေဟာမြေကွက်ငယ်တစ်ခုကိုမော်ဆန်စွာထွန်ရက်ကြပြီးကျုံပင်တွေကိုချက်ချင်းပေါက်ရောက်စေပါတယ်။သူမဟာကျုံတွေကိုရိတ်သိမ်းကကျုံမွန့်ကျိတ်ပြီးမော်မုံပြားအစ်စ်တွေကိုဖုတ်ပါတယ်။ဒီမြင်ကွင်းကိုမြင်တွေ့ပြီးနောက်အဖိုးအိုဟာသူမဟာတာမန်လူတဦးမဟုတ်ပဲအနေရရှိတဲ့ဆုံးမတဦးဖြစ်တယ်ဆိုတာသိချသွားပါတယ်။နောက်တနေ့နံနက်မှာတော့အဖိုးအိုဟာအခြားဧည့်သည်တဦးမုံစားပြီးမြေဖြစ်ကိုပြောင်းလဲသွားတာကိုထပ်မံမြင်တွေ့ရပါတယ်။အမျိုးသမီးဟာဒါဟာသူမရဲ့ကိုဦးမြောက်ခေါင်းဆောင်ဖြစ်တယ်လို့ပျော်ရွှင်စွာရေရွတ်ပါတယ်။အဖိုးအိုဟာဒီမျိုးသမီးရဲ့လောက်ရက်တွေကိုရပ်တန့်ဖို့အစီအစဉ်တစ်ခုလိုအပ်တယ်ဆိုတာသိရှိကရေမြန်စွာထွက်ခွာသွားပါတယ်။သူဟာသူမကိုတံပြန်တိုက်ခိုက်ဖို့နေလန်းရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။အနီးနားကမြို့တစ်မြို့မှာအဖိုးအိုဟာဒေတာရင်းဈေးကိုလေးလာပါတယ်။သူဟာအမျိုးသမီးရဲ့မော်မုံပြားတွေနဲ့ပုံတန်ထန်တူတဲ့တာမန်မုံပြားတစ်ချက်ကိုလမ်းဘေးဈေးတီတဦးစီကနေဝယ်ယူပါတယ်။သူဟာအဲ့ဒီမုံပြားကိုအသုံးပြုပြီးအမျိုးသမီးကိုတံပြန်ထောင်ချောက်ဆင်ဖို့အဲ့ဒီဆောင်ကိုပြန်သွားဖို့ပြင်ဆင်ပါတယ်။သူ့မျက်နှာမှာခိုင်မာတဲ့ဆုံးဖြတ်ချက်တွေပေါ်လွင်နေပါတယ်။အဖိုးအိုဟာအဲ့ဒီဆောင်ကိုပြန်ရောက်လာပြီးသူ့ပိုက်ဆံအိတ်ကိုမေ့ကြံခဲ့တယ်ဆိုတာနဲ့သူမရဲ့အရသာရှိတဲ့မုံတွေကိုလွမ်းဆွတ်တယ်လို့ပြောဆိုပါတယ်။အမျိုးသမီးဟာနောက်ထပ်သားကောင်တဦးရောက်လာပြီလို့ယူဆကသူမရဲ့မော်မုံပြားတွေကိုယူလာပါတယ်။ဒါပေမဲ့အဖိုးအိုဟာသူမရဲ့မုံပြားတစ်ချက်ကိုလိမ္မာပါနဲ့စွာလဲလှယ်ယူပြီးသူ့ရဲ့မုံပြားလို့ဆိုကအမျိုးသမီးကိုကောက်ချစ်စွာကမ်းလှမ်းပါတယ်။တန်တရားမရှိပဲအမျိုးသမီးဟာအဲ့ဒီမုံကိုစားလိုက်ပါတယ်။သူမဟာချက်ချင်းပဲလေချောင်းနှင်ကခဏတာအယိုးစုအဖြစ်ကိုပြောင်းလဲသွားပြီးနောက်သူမကိုယ်တိုင်မြေဖြစ်ကိုပြောင်းလဲသွားပါတယ်။အဖိုးအိုဟာသူမကိုကြောက်ခဲကိုကိုချေထောက်ပေါ်ပြန်ချမိတာပဲလို့လောင်ပြောင်ပြောဆိုကသူမရဲ့တင်းကုတ်ထဲမှာပိတ်လောင်ထားလိုက်ပါတယ်။ဒါဟာသူမရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လောက်ရက်တွေအတွက်ပြန်လည်ပေးဆက်ရတာပါပဲ။အဖိုးအိုဟာအဲ့ဒီဆောင်ကိုရှာဖွေပြီးအမျိုးသမီးရဲ့မော်တစ်သားရုပ်တုတွေကိုတွေ့ရှိပါတယ်။သူဟာသူမရဲ့ထုံးတန်းစဉ်လာကိုတူညီတဲ့တခြင်းဆိုကပြန်လည်ပြုလုပ်ဖို့ကြိုးစားပါတယ်။မော်ပညာဟာအလုပ်ဖြစ်ပြီးသူဟာကျုံပင်တွေပေါက်ရောက်လာတာကိုကြည့်နေစဉ်သူ့မျက်လုံးတွေဟာတားရဲဆန်တဲ့အဝါရောင်ကိုပြောင်းလဲသွားပါတယ်။ဒီမြင်ကွင်းဟာအဖိုးအိုဟာလည်းအဲ့ဒီစွမ်းအားကိုလိုချင်တက်မက်လာတယ်ဆိုတာပြသနေပါတယ်။လအနေငယ်ကြပြီးနောက်အဖိုးအိုဟာအဲ့ဒီဆောင်ရဲ့ပိုင်ရှင်အစ်စ်အဖြစ်ပေါ်လာပါတယ်